ကိုမိုးစီကနေကျွန်တော်ဒီသချင်းဝေးကကျယ်ပေါ့နော်အဲ့ဒီသချင်းကိုစကြားဘူးတာပေါ့သူရေးတဲ့အချိန်လားအချိန်ကပေါ့နော်ကျွန်တော်10စုနှစ်တခုလောက်တော့ကြာသွားပြီပေါ့နော်ဆက်ကြားတော့ကျွန်တော်ဒီသချင်းကကျွန်တော်3-4 time ပေါ့နော်အဲ့ဒါနဲ့ဒီသချင်းကိုစိုးပြစ်သွားတယ်ပေါ့ဗျာကိုမိုးစီကစာသားတွေရော music ကောကကိုကြိုက်တဲ့ဟာမျိုးဖြစ်နေပေါ့နော်ဖြစ်နေတာဆိုတော့ပြီးတော့အုံကျုံနဲ့အုံကျုံဆိုတော့ဒီကတော့ကိုစိုးခြင်းနေဆိုတဲ့ timing နဲ့ music အမျိုးအစားပေါ်မှာရှိနေတဲ့သချင်းရဲ့အစပေါ့အဝေးကကျယ်ပေါ့နော်ချင်းအစပေါ့ဆိုင်ဖို့စူတောင်းနေငါကနိုးစွာငါတောင်းတနေတဲ့ရာသူသိမလားကွာမောင်မိုင်စိတ်ငါညာမှာကောင်းရညာခြေစလေးဝေကခြေလေးရေကဘာမြေတဲမှာငါဘဝကိုလင်းတွေဆောင်ယူလဲပါဝေကခြေလေးရေကဘာမြေတဲမှာလက်ပြလို့ပြပါမောင်မိုင်စိတ်ငါဘွားရဲ့ကပါဒ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 ါချင်းတွေဆိုနေသူဒီမလားကွာပိုင်ဆိုင်မှုစုတောင်းလေးငါတို့စွာအလာဝဲနေတဲ့ကဘာမြေပြေထမတိတ်ဆိတ်နေမျက်နှာစွာကောင်းရညာတန်စင်လေးဝေကချေလေးရေဘူညီလဲပါငါဘဝကိုလင်းတွေဆောင်ယူလဲပါဝေကချေလေးရေကဘာပြေထမလက်ပြလို့ပြပါမောင်မိုင်စိတ်ငါဘွားရဲ့ကဘာဒါ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 အဝေးကချေလေးရေကိုညီလဲပါငါဘွားကိုလင်းတွေဆောင်ယူလဲပါအဝေးကချေလေးရေကာမြေတမလက်ပြလို့ပြပါမောင်မိုင်စိတ်သာဘွားရဲ့ကပါဒ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 ါစိတ်3-4လေးဆိုတော့ပြန်ခွဲတော့လည်းအဲ့လိုမျိုးလေးလေဟုတ်ဒီမျိုးတွေကလည်းကတ်နေဆိုတော့ရေးလိုက်တာပေါ့ဒါပေမဲ့သူများဟန်တော့အဲ့ရှင်ကတော့လွှမ်းမိုးမလားတော့မသိဘူးလေသိရမလားကက်ရှိပြမဟာလေးသဘောဆိုပြီးလိုက်တာပေါ့လေကျွန်တော်အမေကတော့အဲ့ဒီချင်းအစကိုမိုးရေးတယ်လို့အဲ့ရအမေကမထင်ဘူးကျွန်တော်အဲ့တုန်းကလည်းဒုတိယခွေအတွက်ဆိုပြီးတော့ဟုတ်တယ်စပြီးတော့နော်ပြန်တည်ကြမယ်ဟိဆိုပြီးတော့လုပ်တဲ့အချိန်မှာလုပ်တဲ့ကြာမျိုးမျောသွားတော့အဲ့ဒီကြားထဲမှာလုံသေးတယ်မို့လားဒါလေးကိုဘာရှင်ပြောလိုက်တခြားဗန်နဲ့တမိုတယ်လိုက်နေလေဟုတ်တယ်ဒီတိရောက်လာတာပဲဟုတ်တယ်15ရောက်ရှိတော့15နှစ်ရှိပါတယ်